ဂျပန်စာကိုအခုမှ N5 စပြီးတော့သင်တော့မယ်လေ့လာတော့မယ်ဆိုရင်အဓိကအရေးကြီးဆုံးအချက်ဒီစိတ်မလောဖို့ရန်ရေးကြည့်ပါတယ်အဲ့ဒါကဘာလဲဆိုတော့အခြေကားစီနီယာအကိုတွေအမတွေကသူတို့reading နေမရဘူး listening နေမရဘူးဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ကိုကအခုမှစတင်တာဖြစ်တဲ့ reading ဆိုတာဘာလဲ listening ဆိုတာဘာလို့ရမှာလဲစိတ်ရှုပ်လိုက်တာဆိုပြီးတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုလည်းဖြစ်ဖူးခဲ့တယ်ဒါပေမဲ့အခုမှအဲ့လိုလည်း N5 စပြီးတော့လေ့လာနေတာပါဘာလို့ဒီဗီဒီယိုကိုရိုက်လဲဆိုရင်ဒီဂျပန်ဘာသာစကားဒီအဲ့လိုရဲ့မိခင်ဘာသာစကားမဟုတ်တဲ့အတွက်အဲ့လိုစာကြည့်ရတဲ့အခါမှာအဲ့လိုဆိုရင်ကြားရတဲ့ထဲမှာပါတယ်စာကြည့်လိုက်ရင်ခဏလေးနဲ့ရတယ်သို့တော့ချက်ချင်းပြန်မေ့တယ်ပေါ့နော်မှတ်မိလွယ်ဘူးအဲ့တော့ကိုကမှတ်မိလွယ်အောင်ဒီဂျပန်စာကိုလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုရင်အကောင်းဆုံးနည်းလမ်းတစ်ခုသည်တယောက်ယောက်ကိုလေ့လာမဲ့စာကိုတယောက်ယောက်ကိုရှင်းပြတဲ့ပုံစံမျိုးနဲ့စာလေ့လာခြင်းဒီကိုယ့်ရဲ့အုံနောက်မှတ်ဉာဏ်ကိုမှတ်မိစေရပေါ့နော်ဒီစာကိုဒါကြောင့်မို့ဒီ N5 level တစ်ခုလုံးကိုဒီအတူတူလေ့ကျင့်ပြီးတော့ဒီလိုမျိုးဗီဒီယိုတွေတင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီ N5 ကိုစပြီးလေ့လာတဲ့အခါမှာအဲ့လိုအရေးကြီးဆုံးအချက်ဒီစိတ်မလောဖို့ရန်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ reading နဲ့ listening ဒီနောက်ပိုင်းမှာလာမှဖြစ်တယ်အခုပထမဆုံးဒီပြီးတော့ဒီဟီရာခဏနဲ့ခတခဏ46လုံးတွေကိုခြေညက်အောင်သင်ယူဖို့လိုအပ်ပါတယ်လေ့ကျင့်ဖို့လိုအပ်ပါတယ်အဲ့တော့ဂျပန်စာမှာဆိုရင်အခြေခံစလုံးအမျိုးအစား၄မျိုးရှိပါတယ်ရိုမာကြီးဆိုတဲ့ယောမအင်္ဂလိပ်စကားလုံးနဲ့ရေးသားတဲ့စကားလုံးတွေရှိတယ်ဒါကကြတော့ A I U E O R E U E O ဂျပန်စာမှာတော့ R E U E O လို့ခေါ်ပါတယ်ပြီးရင်ဟီရာခဏဆိုတဲ့မူရင်းဂျပန်စလုံးဖြည့်ပြီးတော့ B46 လုံးရှိပါတယ်ဒါကလည်းဂျပန်လိုရေးထားတာပါ R E U E O ဒါကဂျပန်စလုံးအစစ်ဖြစ်ပါတယ်သူ့ရဲ့အတန်ထွက်ရေးသားမှုကိုဟီရာခဏလို့ခေါ်ပါတယ်အဲ့တော့ခတခဏကကြတော့ဟီရာခဏနဲ့အတန်ထွက်တူပြီးတော့ B46 လုံးရှိပါတယ်ခတခဏကလည်း B46 လုံးဟီရာခဏကလည်း B46 လုံးရှိပါတယ်သူကလည်းဒါကလည်း R E U E O ဖြစ်ပါတယ်အဲ့တော့ခတခဏကရေးသားမှုပုံစံကွဲပြားတယ်အတန်ထွက်ကတော့တူပါတယ်သူ့ကိုလည်း R E U E O လို့ခေါ်တယ်သူ့ကိုလည်း R E U E O လို့ခေါ်တယ်ဒါပေမဲ့ရေးသားမှုပုံစံဒီကွဲပါတယ်အတန်ထွက်ကတော့တူပါတယ်အဲ့တော့ခတခဏကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ဂျပန်စကားလုံးမဟုတ်တဲ့နိုင်ငံခြားမွေးစားစကားလုံးတွေဥပမာအင်္ဂလိပ်မြန်မာဒီလိုမျိုးနိုင်ငံတွေကိုပြောရမယ်ဆိုရင်ခတခဏစကားလုံးနဲ့ရေးရပါတယ်ကိုယ့်ရဲ့လူနာမည်တွေကိုရေးမယ်ဆိုရင်လည်းခတခဏစကားလုံးနဲ့ပဲရေးသားဖော်ပြတဲ့အခါမှာခတခဏစလုံးတွေကိုအသုံးပြုပါတယ်နောက်တစ်ခုကခန်းကြီးပါမူရင်းတရုတ်စကားလုံးကနေဆင်းသက်လာတဲ့စလုံးဖြစ်ပါတယ်ဒါကိုခန်းကြီးလို့ခေါ်ပါတယ်ဟီရာဂနာနဲ့အတန်ထွက်တူပါတယ်စလုံးပုံစံတော့ကွဲပြားပါတယ်အဲ့တော့ဂျပန်စာကိုစတင်တော့မယ်ဆိုရင်လူတိုင်းဒီအဆင့်၄ဆင့်ကိုအရင်သင်ရတယ်ပြီးတော့ရိုမာကြီးဆိုတာကယောမအင်္ဂလိပ်စကားလုံးနဲ့ရေးသားတဲ့စကားလုံးဖြစ်ပါတယ်အဲ့ဒါကဘယ်လိုပြောရလဲဆိုရင်ပြီးတော့မြန်မာလိုမှာဆိုရင်ဘာလို့နေလဲပေါ့နော်ဘာလို့နေလဲပေါ့နော်ဒါဆိုရင်အဲ့လိုရေးလိုက်တာကတော့အင်္ဂလိပ်လိုပဲဒါပေမဲ့ကိုကအတန်ဖက်လိုက်တဲ့အခါမှာဆိုရင်ဒေတို့အတန်ဖက်ရတယ်ဘာသာဒီပြန်နေကြမလို့ဘာလို့နေလဲရေးလိုက်တာကတော့အင်္ဂလိပ်လိုကိုရဲ့ဒီဘာသာပြန်ကြတော့မြန်မာလိုဒါကိုအဲ့လိုဒီသုံးလုံးဒီဂျန်ကဝါ sorry နော်အင်္ဂလိပ်ကိုမြန်မာစာကိုအင်္ဂလိပ်လိုဓာတ်ရိုက်ရေးထားတာဖြစ်တယ်အဲ့လိုဘယ်လိုခေါ်လဲဆိုရင်မြန်ကလေးလို့ခေါ်တယ်ဟုတ်တယ်နော်မြန်ကလေးလို့ခေါ်တယ်အဲ့ဒါဒီဂျပန်စာမှာဆိုရင်လည်းအဲ့လိုပါပဲဒီဂျပန်စကားလုံးတွေကိုဓာတ်ရိုက်စကားလုံးတွေကိုဤတို့ကအင်္ဂလိပ်လိုရေးမှာဖြစ်တယ်အင်္ဂလိပ်လိုရေးမှာဖြစ်ပါတယ်ဒါဆိုရင်ဤတို့ကဂျန်ကလေးလို့ခေါ်ပါမယ်နော်မြတ်ရဘလို့ရေးလုံးနေ sorry J A G L I S H နော်လေရ10နိုင်ငံနဲ့အလို့ဆက်တာဆိုအဲ့လိုပဲရေးတော့ဂျန်ကလီလို့ခေါ်ပါတယ်ဒါကြောင့်မို့ကိုကဂျပန်စာကိုစပြီးတော့လေ့လာတော့မယ်ဆိုရင်ရိုမာကြီးတွေဒီတော်ရုံဆိုရင်အဲ့တို့ဒီဂျပန်စာမှာအများဆုံးတွေ့ရတတ်တာကရိုမာကြီးကပုံမှန်စာဖတ်တဲ့အခါမှာမပါပါဘူးအဓိကပါတာကဟီရာခဏ46လုံးခတခဏ46လုံးဆိုတဲ့စကားလုံးတွေပါမယ်ပြီးတော့ခန်းကြီးဆိုတဲ့အပိုင်းတွေပါလာမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီမှာဆိုရင်အရေးအတန်အတိတ်ပဲဆိုပြီးပြောထားပါတယ်ခတခဏတွေဟီရာခဏတွေခန်းကြီးတွေဒီအရေးပုံစံတွေလုံးဝကွဲပါတယ်နော်ခတခဏနဲ့ခန်းကြီးဒီအတန်ထွက်တူညီပါတယ်အတိတ်ပဲဆိုရင်တော့မတူညီကြပါဘူးเนาะဒါကြောင့်မို့ကိုကစပြီးတော့လေ့လာတော့မယ်ဆိုရင်listening တွေဘယ်လိုလေ့လာရမှာလဲ reading တွေဘယ်လိုကြည့်ရမလဲဆိုတော့ဒါတွေဒီအရေးမကြီးမဟုတ်ကြီးတယ်ဒါတွေကနောက်မှလာမှဖြစ်တယ်ဒါကြောင့်မို့အခုမှစပြီးလေ့လာမယ်ဆိုရင်
အရင်ဆုံးဤတော့ဘာကိုကျင့်ညက်ဖို့လိုလဲဆိုရင်ဟီရာကန46လုံးခါတာခဏ46လုံးတွေကိုကျင့်ညက်ဖို့လိုအပ်ပါတယ်ဒါဆိုရင်ဟီရာကန46လုံးပေါ့နော်ဒါတွေကနောက်ဗီဒီယိုမှာတင်မှာဖြစ်ပါတယ်ဒါကြောင့်မို့အခုမှကိုယ်ကစားလေးလာနေတဲ့သူတယောက်ဆိုရင်ဤတို့ဒီဟီရာကနတွေခါတာခဏတွေကိုကြည်နေအောင်လေးလာမှသာလည်းရင်နောက်ဗီဒီယိုတွေနောက်ထပ် grammar pattern တွေလာတဲ့အခါမှာဆိုရင်ဤတို့ကဝါကျစာကြောင်းတွေကိုလွယ်လွယ်ကူကူနဲ့ဝါကြောက်ဖွင့်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဟီရာကနနဲ့ခါတာခဏစလုံးတွေကိုနောက်ဗီဒီယိုမှာဆက်လက်ပြီးတော့စုံတွေ့ပါမယ်နော်